ကျွန်တော်ဆိုတော့အဆက်ကလေးပြန်တက်လာပါနောက်ထပ်4-5 ယုံလောက်ကျန်သေးတယ်ဗျာကဲဆောင်ငါဒီအမြစ်ကပေါ့နော်လက်ရှိနေတာမှာတော့ဒါဆိုပဲအများကြီးစားရမှာဗျာအများကြီးပဲအလုံးကြီးတွေတွေ့လားပဲမြစ်ကြီးတွေလေကြီးတွေပဲထောက်ရေအောင်ရေကိုစင်ကြအောင်ဆေးမယ်ဆေးပြီးတော့ရေကိုစင်ကြအောင်ဆေးပြီးတော့စားနေလားဘာနေလားအမေတို့တော့မေပြုတ်ကြည့်မလို့ပြောတယ်ဗျာဘာနဲ့မြစ်ထည့်ပြုတ်နေတော့မသိဘူးဒါကြီးတွေမြင်တော့စိမ့်စားဦးတွေတော့တတိယတွေ့လားစိမ့်စားဦးတွေတော့သူ့အနံလေးရဒီအသီးမှာလည်းအနံလေးရတင်းတင်းလေးနဲ့မှုလေးဗျာပဲမြစ်ကအနံလေးကိုမွေးနေတာပဲဘလို့စဘာဝအမြည်စီအနံလေးမှမသိဘူးမြေရင်နဲ့တင်းတင်းလေးနဲ့ဒီပဲမြစ်ကအမွေးတဲ့အနံလေးနဲ့ဆိုတော့တော်တော်လေးကိုတင်းတယ်ဗျာမွေးတဲ့အနံလေးကဘာနဲ့မှမလဲနိုင်ဘူးမွေးတာလေတော်များတယ်ဗျာဒါကျွန်တော်တူးလိုက်တာအယုံက3ယုံနဲ့တူးလိုက်တာဗျ3ယုံကိုပိုးစုပ်ပတ်ဆက်ရတာတော့တော်တော်ရပါတယ်အယုံလေး3ယုံပဲဟိုမှာတော်တော်ရတာပါဗျာအဲ့ဒါ4-5ယုံလောက်ကြာပါသေးတယ်ဗျာပဲမြင့်တူကိုကျွန်တော်ဒါကိုစားလို့နောက်ပိုင်းစားခြင်းတဲ့ခါစိတ်ရှိမှာပဲထပ်တူးစားတော့မယ်ဒါဟုတ်ပဲအများကြီးပဲဆိုတော့လေငငယ်လေးတော့စားဘူးတယ်ဗျာအခုတော့မစားရတော့တော်ကြာပါပြီအခုတော့စားခြင်းတွေပေါက်တာနဲ့တူးလိုက်တာပါတူးပြီးတော့မှကဲအနားနီးတဲ့ကျွန်တော်နဲ့မဝေးတဲ့လူတွေအနားနီးတဲ့လူတွေစားခြင်းနဲ့စိတ်ရှိရင်လာယူလဲပါစားခြင်းနဲ့ဆိုလို့ရှိရင်လာခဲ့လေနော်ဒါတော့အမတ်တရားလေးနေနဲ့ရိုက်ပြတာပါကျေးဇူးတင်ပါတယ်